အားလုံးမင်္ဂလာပါခင်ဗျာဒါဆိုတော့ကျွန်တော်တို့အရင်ဗီဒီယိုတိဆိုရင်တော့ database user ရဲ့အကြောင်းကိုကျွန်တော်တို့ discuss လုပ်ပြီးဆိုတော့ကြတော့ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ database design database မှာဘယ်လိုမျိုးအဆင့်တွေနဲ့ database ကို design လုပ်လို့ရှိတယ်လဲပြီးကျရင်ဘယ်လို level နဲ့ database ကို design လုပ်လဲဆိုတာကိုဒီဗီဒီယိုမှာဆက်လက်ပြီးတော့ discuss လုပ်မှာဖြစ်တယ်ဒါဆိုတော့ database design stage မှာဆိုရင်ကျွန်တော်တို့ကဒါဆိုတော့ DBMS ဒါဆိုရင် database design ရဲ့ concept ကဘယ်ကနေလာတယ်လဲဆိုတော့ကြတော့ပေါ့နော်ဒီ database design မှာအဆင့်တွေအများကြီးရှိတာဒီ concept ပေါ့နော်ဒီအဆင့်တွေအများကြီးရှိတဲ့ concept ကဘယ်ကနေလာလဲဆိုတော့ကြတော့ data abstraction ဆိုတဲ့ concept ကနေလာတယ်ဒါဆိုရင် database system မှာ data ကိုမှ data abstract လုပ်ပြီးတော့ကြာမှသိနေပေါ့နော်ဒါဆိုရင် data abstraction ဆိုတာကြားရတာနည်းနည်းဒီမျိုးနည်းနည်း fancy ဆန်တဲ့ပုံစံကလုံးတကယ်တော့ data abstraction ဆိုတာဘာဖြစ်တာလဲဆိုတော့ DBMS provides user with an abstract view of data through data abstraction ဒါဆိုရင် data ကို abstract view provide လုပ်ပေးတာ abstract view ဆိုတာဘယ်လိုလဲဆိုတော့ကျတော့ data အနောက်ကွယ်မှာဘယ်လိုမျိုးရှိနေတယ်တကယ်သိမ်းထားတာဘယ်လိုလဲဆိုတာကိုအပြင်မှာမပြဘဲနဲ့အပြင်မှာ simple ပုံစံမျိုးနဲ့ပဲပြပေးတာကို data abstraction လို့ခေါ်တယ်။ဒါလေးကိုဥပမာနဲ့ရှင်းရမယ်ဆိုရင်ဥပမာကားတစ်စီးဆိုပါစို့ကားတစ်စီးမှာဆိုရင်ဒါအထဲထဲမှာဆိုရင် engine တွေရှိမယ်ပေါ့နော်။အထဲထဲမှာ engine ရှိမယ်သူအဲ့ဒီ electrical components တွေ mechanical components တွေသူကအများကြီးရှိတယ်ပေါ့နော်။အဲ့လိုမျိုး mechanical components တွေအဲ့ဒါတွေအကုန်လုံးအကြောင်းပေါ့နော်အဲ့ထဲမှာ physics ကဘယ်လိုအလုပ်လုပ်တယ်လဲပေါ့နော်။အဲ့မှာပေါ့အဲ့ဒီ gas ဆို battery တွေဘယ်လိုအလုပ်လုပ်တယ်ဥမာ gas ဆိုဆိုဒီဥမာရက်စစ်တွေဆိုရင်ဘယ်လိုမျိုးအလုပ်လုပ်တယ်လဲအဲ့ထဲမှာ electrical engineering ရဲ့ concept တွေဘယ်လို concept တွေ apply လုပ်ထားလဲဆိုတာအကုန်သိစေရမလိုဘဲနဲ့ဘာလို့လိုက်တယ်လဲဆိုတော့အပေါ်ကနေလုံးဝ layer တစ်ခုလေ abstract လုပ်ပေးလိုက်တယ် user သုံးလို့လွယ်အောင်လို့အပေါ်ကနေကောင်းကောင်းမွန်မွန်သုံးရလွယ်အောင်လုပ်ပေးလိုက်တာဒါဆိုရင် user တယောက်နဲ့သုံးမယ်ဆိုရင်ကားတစ်စီးရဲ့အထဲထဲမှာဘာအလုပ်လုပ်နေတယ်လဲဥပမာ physics ကဘယ်လိုအလုပ်လုပ်နေတယ်လဲ chemistry ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာကိုအကုန်လုံးနားလည်စရာမလိုဘဲနဲ့ဘာလို့ရုံပဲလဲဆိုတော့ကြတော့ကားဟိုမှာဥပမာ steering wheel ကိုဘယ်လိုသုံးမလဲ accelerator ရှိတယ် brake ရှိတယ် clutch ရှိတယ်ပေါ့နော်ဒါတွေကိုဘယ်လိုမျိုးသုံးမလဲဆိုတာကို gear ကိုဘယ်လိုသုံးမလဲဆိုတာကိုသိရုံနဲ့တင် तू ကသုံးလို့ရပြီဒါဆိုရင်ဒီလိုမျိုး basic ဘယ်လိုပြောမလဲ user သုံးလို့လွယ်အောင်လို့အနောက်ကွယ်က data ကို hide လုပ်ပြီးတော့လွယ်ကူတဲ့ပုံစံမျိုးနဲ့ပြပေးတာ哦လွယ်ကူတဲ့version တစ်ခု provide လုပ်ပေးတာကို data abstraction လို့ခေါ်တယ်ပေါ့နော်ဒါကားတစ်စီးနဲ့ရှင်းပြပါပေါ့ဒါဆိုတော့ users interact with data easily အဲ့လိုလုပ်လိုက်ခြင်းအဖြစ်ဘာဖြစ်တယ်လဲဆိုတော့ကျတော့ user တယောက်ကဥပမာကားစီးမယ်ဆိုရင်တော့မှကားရဲ့အတွင်းထဲမှာဖြစ်နေတဲ့အရာတွေအကုန်လုံးနားလည်စရာမလိုဘူးသူရဲ့အဲ့ဒီကားရဲ့အပြင်မှာအလုပ်လုပ်နေတဲ့ဟာကိုပေါ့နော်ဥပမာ steering ကိုသုံးတက်ရုံနဲ့ရပြီးပြီးရင် brake တွေ clutch တွေ accelerator တွေသုံးတက်ရုံနဲ့ရပြီးဒါဆိုရင်ဒီအပြင်ကဟာတွေသုံးတက်ရုံနဲ့တင်လုံလောက်ပြီးအတွင်းထဲကအလုပ်လုပ်နေတဲ့ physics တွေ chemistry တွေကိုသူတို့သိစေရမလိုဘူးပေါ့ဒါဆိုရင် data နဲ့interact လုပ်ရလွယ်ကူသွားရပေါ့နော်ဒီ DBMS ကိစ္စမှာဆိုရင်လည်း database ထဲမှာ data ကိုဒီ disk ပေါ်မှာပေါ့နော်ဒီ disk ပေါ်မှာ storage ပေါ်မှာဘယ်လိုမျိုးသိမ်းတယ်လဲ memory ပေါ်မှာဘယ်လိုသွားသိမ်းတယ်လဲအဲ့ဒါတွေအကုန်လုံးကောင်းကောင်းသိနေစရာမလိုဘူးเนาะအကုန်လုံးသိနေစရာမလိုဘဲနဲ့ဘာဖြစ်လဲဆိုတော့ user အနေနဲ့ data ကိုdata ကိုသုံးလို့ရတယ်ပေါ့နော်ဥပမာ case ဆို Facebook သုံးနေဆိုရင်တော့မှ user တိုင်းကအဲ့ဒီ Facebook ရဲ့အထဲထဲမှာ database ထဲမှာပေါ့နော် data ဥပမာ data ကိုဘယ်လိုသိမ်းနေတယ်လဲ memory မှာဘယ်လိုသိမ်းနေတယ်လဲ cloud system ဘယ်လို handle လုပ်တယ်လဲဆိုတာသိစရာမလိုအဲ့ဒါအပြင်ကိုမှဘာတွေတောင်သိစရာမလိုလဲဆိုတော့ကျတော့အဲ့ database ထဲမှာဘယ်လိုမျိုး data tables တွေရှိတယ်လဲဘယ်လိုမျိုး attributes တွေရှိတယ်လဲဘာ entity တွေရှိတယ်လဲဆိုတာကိုလည်းသိစရာမလိုဘူးဘယ်လို data မျိုးစားရှိတယ်ဆိုတာလည်းသိစရာမလိုဘူးအဲဆိုတော့အဲ့ဒီ data ရဲ့ physical အပိုင်းမှာဘယ်လိုအလုပ်လုပ်နေတယ်လဲdata ရဲ့ဒီ logical အပိုင်းတွေပေါ့နော် data မှာ data ဘယ်လို data တွေရှိတယ်လဲဘယ်လိုသိမ်းထားတယ်လဲဆိုတာကိုအကုန်လုံးဘာမှနားလည်စရာမလိုဘူး user နဲ့ Facebook ကို app လေးဖွင့်လိုက်အောင်နဲ့သုံးလို့ရတယ်ဒါဆိုရင် interact with the data easily အဲ့ဒီ Facebook ရဲ့ data နဲ့လွယ်လွယ်ကူကူနဲ့သူတို့ကပို့ပြီးသုံးလို့ရတာပေါ့အဲ့ဒီ data ပြီးတော့ no need to understand complex storage method ခုနကငါပြောသလိုမျိုး storage method တွေအကုန်လုံးနားလည်စရာမလိုဘာမှကို तू ကသိနေစရာမလိုဘူးပေါ့နော် data ကိုdata abstraction လုပ်ထားလို့ data ကိုလွယ်လွယ်ကူကူ तू ကသုံးလို့ရတယ်simplifies data organization and management ဒါဆိုရင် data organization and management ကို simplify လုပ်ပေးတယ်ဒါဆိုရင်ဘယ်လိုပြောလို့မလဲဆိုတော့ data ကိုမှ level တွေအမျိုးမျိုးနဲ့ခွဲပေးလိုက်မယ်ဒါဆိုတော့ case ဆိုကားတစ်စီးနဲ့ပဲ example ရှင်းပြလိုက်မယ်ဆိုရင်ကားတစ်စီးမှာဆိုရင် case ဆိုကားကိုအထဲထဲမှာပေါ့နော်ကား engine တွေရှိတယ်ဆိုရင်အဲ့ engine တစ်ခုချင်းစီမှာအဲ့ဒီ engine မှာဥပမာတန်ကဘယ်လောက်% steel ဘယ်လောက် % case ဆိုပြီးကျရင် aluminum ကဘယ်လောက် % သုံးမယ်ဆိုပါစို့ copper ဥပမာတချို့နေရာမှာ copper သုံးမယ် copper ဘယ်လောက် % ဆိုပါစို့ဒါဆိုရင်အဲ့ဒီ alloy လေးတွေပေါ့နော်ဒီတထုဆက်တာဘယ်လောက် % နဲ့ဆက်မလဲပြီးကြရင်လျှက်စစ်မှာဆိုရင်ဘယ်လိုလျှက်စစ်ပိုးအားပေးမလဲဆိုတော့အဲ့ဒီအရာကိုအဲ့ဒီအပိုင်းကိုကျတော့ company က handle လုပ်မယ်နော်ပြီးတော့ကျမှတကယ်ကားစီးမှာ user တယောက်ကကားစီးမယ်အဲ့ဒီကားစီး
တဲ့လူကအဲ့အထဲထဲမှာဘာတွေနဲ့စောက်ထားတယ်လဲဘယ်လိုမျိုးဘက်ထရီအမျိုးအစားသုံးထားတယ်လဲဆိုတာတအားကြီးအကုန်သိစရာမလိုဘူးသိချင်တယ်ဆိုရင်လည်းအဲ့ဒါ user ရဲ့သဘောပေါ့သိစရာမလိုဘူးသူကကားကိုစီးတက်ရုံနဲ့ကားစီးလို့ရပြီကားကိုအသုံးပြုလို့ရပြီပေါ့နော်ကားမောင်းလို့ရပြီပေါ့နော်အဲ့ဒါအပြင်ကပါရှိတယ်ဆိုတော့ကြတော့အကယ်၍ကဲဆိုပါစို့ကားပြတ်သွားတယ်ဆိုပါစို့ဒါဆိုရင် user တယောက်နဲ့ကားကိုပြင်တက်စရာလည်းမလိုသေးပြန်ဘူးဘာဖြစ်လဲဆိုတော့ကြတော့အဲ့ဒီကားကိုပြင်ဖို့အတွက်သူက workshop ဆိုင်တနေရာသွားလို့ရတယ်အဲ့ဒီ workshop က user ကကြတော့เนาะ workshop ဆိုင်ကပြင်ပေးမဲ့လူအားကြတော့လေအဲ့ဒီကားထဲမှာနော်ဘယ်တက်ထုအမျိုးအစားတွေတုံးထားတယ်ဘယ်ကော့ပါတွေတုံးထားလားဘက်ထရီကဘယ်လိုမျိုးစားဘက်ထရီထဲမှာဘယ်လိုမျိုး chemistry ဘယ်လိုအလုပ်လုပ်နေတယ်လဲ physics ကဘယ်လိုအလုပ်လုပ်နေတယ်လဲဆိုတာကို तू အကုန်သိစရာမလိုဘူး။ तू ကဘာသိရမလဲဆိုတာကြတော့ဒီကားကတော့ဒီလိုမျိုးစားသူ့မှာဒီလို engine အမျိုးအစားရှိတယ်နော် तू ကတော့ဘယ်လိုမျိုးစီအမျိုးအစားသုံးရမယ်သူ့ထဲမှာဆိုရင်ဘယ်လိုမျိုးဥမာ engine 1ဆိုရင်လည်းဘယ်လိုမျိုး engine 1အမျိုးအစားသုံးရမယ်ဆိုတော့အဲ့လိုမျိုးအကျန်းဖြင်းလေးသိထားတယ်ဆိုရင် तू ကကားကိုပြင်ပေးလို့ရပြီကားထဲမှာတကယ်ဖြစ်နေတဲ့ physics တွေအကုန်လုံးကိုနားလည်စရာမလိုဘူးအဲဆိုတော့ user level အမျိုးမျိုးအတွက်ပေါ့နော် तू ကအဲ့ဒီကားတစ်စီးကိုပဲသုံးပုံသုံးနည်းမတူဘူးအဲ့ဒီကားတစ်စီးကိုတယောက်ကထုတ်ပေးတယ်ထုတ်တဲ့လူအနေနဲ့အကုန်လုံးသိထားရမယ်ပြီးတော့ကြတော့မှတကယ် user ကတော့တကယ်သုံးမဲ့ user ကကြတော့အကုန်သိစရာမလို तू ကကားစီးတက်ရုံနဲ့ရတယ်ဒါပေမဲ့ဘာရှိသေးလဲဆိုတော့ကားပြတ်သွားလို့သွားပြင်မှာဆိုရင် community သွားစရာမလိုသေးပြန်ဘူးဂျားထဲမှာကားအကြောင်းကိုမှ in general သိထားတဲ့ workshop ဆိုင်ကိုသွားပြီးတော့ तू ကသွားပြင်လိုက်လို့ရတယ်ဒါဆိုရင်အဲ့မျိုးကားပြုပြင်ရေးဆိုင်တွေကိုသွားပြင်လို့ရဒါဆိုရင်အဲ့မျိုးလုပ်လိုက်ခြင်းအပြင် data တွေမှာလည်းထုံနည်းတူစွာပဲပေါ့ဒါဆိုရင် data မှာဆိုရင်လည်း data ကိုသုံးမှာဥပမာ Facebook ဆိုရင် Facebook ကိုသုံးမဲ့ user ကအဲ့ဒါရိုး user သူကဘာမှသိစရာမလို okay အဲ့ဒါ तू ကဘာမှသိစရာမလိုအဲ့ဒါပြီးမှပါရှိအောင်မလဲဆိုတော့ကျတော့ programmer တွေရှိမှာပေါ့ application programmer တွေရှိပေါ့ဒါဆိုရင် application programmer တွေအနေနဲ့ဆိုရင် data မှာဘာ model တွေရှိတယ်လဲ model တွေဘယ်လိုအလုပ်လုပ်တယ်လဲပေါ့ဘယ်လို data မျိုးစားတွေရှိတယ်လဲဆိုတာကိုသိဖို့လိုတယ် application programmer တွေကအဲ့ဒါအပြင်ကမှအောက်ဆုံး level မှာလောက်အထိတ်ဆုံးအောက်ဆုံးထက်ဆိုရင်ဘယ်လိုပြောမလဲ layer ပေါ့နော်ဒီတကယ်အခက်ဆုံး layer ပါလဲဆိုတော့အဲ့ဒီ database ထဲမှာ data ကိုဘယ်လိုမျိုး storage ထဲမှာရအောင်ဘယ်လိုမျိုးသိမ်းမလဲညံဆန်အောင်ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီ physical memory ထဲမှာသိမ်းတဲ့အပိုင်းထိကိုတကယ်ကို manage လုပ်ရမယ့် user တယောက်ရှိတယ်ဒါဆိုရင် data အောင်မှ level အသီးသီးနဲ့အသုံးပြုမယ် level အသီးသီးနဲ့ manage လုပ်မယ်အဲ့မျိုး manage လုပ်လို့ရအောင်လို့ data abstraction တွေနဲ့ကျွန်တော်တို့ကအရင်ဆုံးdata အောင်မှ layer တွေအသီးသီးခွဲရတယ်ပေါ့ဒါက data abstraction ရဲ့သဘောတရားပေါ့နော်ဒါဆိုတော့data abstraction ဆိုတာဗာလဲ the process of hiding complexities of data handling ခုနကငါပြောသလိုမျိုးပဲ data တွေကို handle လုပ်တဲ့ဒီခက်ခဲမှုတွေ complexity တွေကို hide လုပ်ဖို့ပေါ့နော်ဒီဖုံးအုပ်ထားဖို့အဲဆိုရင် levels of data abstraction ဒါဆိုရင် level က3 level ရှိတယ်တစ်ခုက physical level နောက်တစ်ခုက logical level နောက်တစ်ခုက view level physical level ဆိုတာကကြတော့ data ကိုတကယ် memory ပေါ်မှာတကယ်ဒီ hard disk ပေါ်မှာဘယ်လိုမျိုးသိမ်းသလဲဆိုတာကိုမှအဲ့ဒီသိမ်းတဲ့အရာကို file system တွေ handle လုပ်တာဒီ data ကိုမှတကယ် disk ပေါ်မှာသိမ်းတာတွေကို manage လုပ်တာက physical level logical level ကကြတော့အဲ့ဒီ memory ပေါ်ထိသွားစရာမလိုဘဲနဲ့ဘာလို့မလဲဆိုတော့ကြတော့ဒီ database ထဲမှာတော့ဘယ်လိုမျိုး data အမျိုးအစားတွေပါပါမယ်ဘယ်ဥပမာဘယ်လိုမျိုး tables တွေပါမယ်ဘယ် table နဲ့ဘယ် table ကတော့ဘယ်လိုမျိုးချိတ်ဆက်မှုတွေရှိပါမယ်ဘယ် table မှာတော့ဘယ်လို attributes တွေပါပြီးတော့ဘယ်လိုမျိုး table မှာတော့ဘယ်လို attributes တွေပါပါမယ်နော်အဲ့ဒါ primary key တွေဘယ်လိုရှိပါမယ် foreign key တွေဘယ်လိုရှိပါမယ်ဒါတွေအကုန်လုံးကိုကြတော့ logical level မှာ decide လုပ်ရမှာဖြစ်တယ်အဲ့ဒါပြီးတော့ကျတော့ view level ကကြတော့ရိုးရိုးသုံးမဲ့ user တွေဒီ database ကိုတကယ်သုံးမဲ့ user database ကိုမှ daily သုံးမဲ့ daily user တွေပေါ့ဥပမာ Facebook ဆိုရင်လည်း Facebook application ကိုသုံးမဲ့ user ဒီ user database မှာပါရှိနေတယ်လဲဘာမှသိစရာမလို memory မှာဘယ်လိုသိမ်းနေစလဲဘာမှသိစရာမလိုဘူးသူ့အနေနဲ့ Facebook application ဖွင့်လိုက်အောင်နဲ့ data က automatically လိုတဲ့ data automatically ကျလာမယ်သူ့မှာ data ပေါ်မူတည်ပြီးတော့ control တော့မရှိဘူးဒါပေမဲ့ data အတွက် easy access ရှိတယ် view level ကဒါဆိုရင်ဒီလိုမျိုးပုံစံမျိုးနဲ့ data abstraction level လေးတွေခွဲပါတယ်ကားနဲ့ example ပြောမှဆိုရင် physical level ကကားထုတ်တဲ့ company တစ်ခုပေါ့နော်။ तू ကအတွင်းထဲမှာဘာတွေဖြစ်တယ်လဲ तू ကအကုန်နားလည်ထားမယ်ပေါ့နော်။ဒီကားထုတ်တဲ့ company ကအကယ်၍ကားရဲ့case ပေါ့ဆိုကားကတိတ်ပြီးတော့ရေရှည်ကြာရှည်မခံဘူးပေါ့ကြာရှည်မခံဘူးဆိုရင်ဘာကြောင့်ကြာရှည်မခံတာလဲသူရဲ့အလွိုင်းကမကောင်းတာလားပေါ့နော်ဒါဆိုရင်တက်ထုဆက်တာကိုနည်းနည်းလေးပြင်လိုက်မယ်ဒါမှမဟုတ်လည်း engine အမျိုးအစားနည်းနည်းလေးပြောင်းလိုက်မယ်ပြောင်းထုတ်လိုက်မယ်ဒါ physical level ကနေ तू ကဓာတ်တွေအတီးတီးအကုန်လုံးကို तू က manage လုပ်ရမှာဒါကကြတော့ company ကလုပ်မှာ logical level ကကြတော့မဟုတ်ဘူး logical level ကကား workshop ကကြတော့ तू ကကားထဲမှာအဲ့ဒီဘယ်လိုမျိုးတက်ထုတွေဆက်ထားတယ်လဲပြီးကြရင်ကားထဲမှာ case ဆို engine အလုပ်လုပ်တယ်ဆိုရင်လည်းကိုသုံးထားတဲ့ engine ကဘယ်လိုမျိုးပုံစံမျိုးနဲ့အလုပ်လုပ်နေတယ်လဲဆိုတော့သူရဲ့နောက်ကွယ် physics တွေနားလည်စရာမလိုဘူးသူကဘာလို့ရုံမဲလဲဆိုတော့ကြတော့ကားမှာရှိတဲ့အဲ့ in general ကားရဲ့သဘောတရားလေးသိရင်ဥပမာကားရဲ့သဘောတရားဘိန်းဥပမာဘိန်းအမျိုးအစား engine အမျိုးအစားဆိုပါစို့ပေါ့နော်အဲ့ဒါတွေအကုန်လုံးသိပြီဆိုတာနဲ့ तू ကပြင်ပေးလို့ရပြီကားကိုပေါ့နော်အဲ့ဒါ तू က
ကားပြုပြင်ရေးသမားပေါ့ဒါဆိုရင်ဒါ logical level view level ကကြတော့ကားကိုသုံးမယ်လို့ तू ကကြတော့ကားအကြောင်းပေါ့အကုန်လုံးသိနေစရာမလို तू အတွက်ဆိုရင်တော့သိချင်တာဆိုရင်လည်းအဲ့ဒါသူ့သဘောပေါ့သိစရာမလိုဘူးတကယ်တော့ဒါဆိုရင်သိစရာမလိုဘူး तू ကအဲ့ဒီကားထဲမှာမှ steering ဒီ steering wheel အလုပ်လုပ်ပုံပြီးတော့အဲ့ဒီဟိုဟာတွေအလုပ်လုပ်ပုံဒီ brakes တွေ accelerator တွေ clutch တွေအလုပ်လုပ်ပုံကို तू ကသိုံနဲ့တင် तू က view level မှာ तू ကအသုံးပြုလို့ရပြီပေါ့နော်ဒါဆိုရင်ဒီလိုမျိုးပုံစံမျိုးနဲ့ level 3ခုနဲ့ခွဲလို့ရတယ်ဆိုပြီးတော့ example နဲ့ပြောပြပါပေါ့ဒါဆိုတော့ကျွန်တော်ဒါဆိုရင်အဲ့ level 3ကိုမှပြန်ပြီးတော့အကြမ်းဖြင့်ပြန်ပြီးအကျယ်ချုပ်ပြန်ရှင်းပြပါပေါ့နော် physical level describes how data is physically stored on disk ပေါ်မှာဘယ်လိုသိမ်းလဲဆိုတာကိုသူကအကုန်လုံး manage လုပ်ရတဲ့ physical level က file structure တွေ indexing method တွေအကုန်လုံးပေါ့နော် index တွေဘယ်လိုမျိုးသိမ်းမလဲ file structure တွေဘယ်လိုမျိုးထားမလဲ data ကိုဘယ်လို file structure နဲ့သိမ်းမလဲဆိုတာအကုန်လုံးကို physical level မှာလုပ်ရတယ် users do not interact with this layer directly ဒီ layer နဲ့ directly manage မလုပ်ဘူးဒီ layer နဲ့ကျတော့ database engineer တွေ database administrator ပေါ့နော် database administrator တွေက handle လုပ်တယ်ပေါ့နော် database administrator ဆိုပြီးတော့ကျတော့မှအခုတော့တိတ်ပြီးတော့ job role တော့မရှိတော့ဘူးပေါ့နော်ဒါပေမဲ့လည်း database engineer တို့ database အဲ့လိုပေါ့ database administration နဲ့ပတ်သက်တဲ့ job roles တွေကဒီ level မှာအလုပ်လုပ်ရတယ်ပေါ့ပြီးကျရင် logical level မှာကျတော့ describes data stored in database and relationships among the data ဒါဆိုရင် database ထဲမှာဘယ်လို data မျိုးစားပါပါမယ်ဘယ်လို model တွေရှိပါမယ်ဘယ်လို table တွေရှိပါနဲ့ဘယ် table နဲ့ဘယ် table မှာဘယ်လိုမျိုးချိတ်ဆက်ထားပါမယ်ပြီးတော့ကျတော့မှဘယ် table မှာတော့ဘယ်လိုမျိုး attributes တွေပါပါမယ်အဲ့ဒီ data တွေကိုသိရကြပါလို့ခေါ်လဲဆိုတော့ကြတော့ logical level လို့ခေါ်တယ်ဒါဆိုရင် users interact with this through data models တွေကနေတဆင့်ဒီ logical level ကိုသူတို့က interact လုပ်တယ်ဒီ data models တွေအကြောင်းကိုထပ်ပြီးတော့ပြောမယ်ပေါ့နော် data models တွေဘယ်လိုရှိသလဲဆိုတာကိုထပ်ပြီးတော့ပြောမယ်ဒီ logical level မှာကျတော့ data ကို memory ပေါ်မှာဘယ်လိုသိမ်းလဲဆိုတာသူသိစရာမလိုဘူး data ကိုဘယ်လိုမျိုးပုံစံမျိုးနဲ့ design လုပ်မလဲဆိုတော့သူရဲ့ logical design physical memory ပေါ်က design ကိုသူသိစရာမလို logical design ကိုပဲသူကဒီထဲမှာဒီ level မှာသူက design လုပ်ရဖြစ်တယ်ပေါ့နော်ပြီးတော့ view level ကကြတော့ highest level of data abstraction ဒါကကြတော့ data အောင်မှ data ရဲ့ခက်ခဲမှုတွေကိုဖုံးရင်းနဲ့ view level ထိရောက်သွားတဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုတော့ကြတော့သူက view level မှာကျတော့ user specific ပေါ့နော် user ပေါ်မူတည်ပြီးတော့ပဲဒါကိုမှပြောင်းလဲလိုက်တာပေါ့ဥပမာဘယ်လိုပြောမလဲဆိုတော့ကြတော့ကဲဆိုပါစို့ဥပမာ shopping လုပ်တဲ့ application တစ်ခုဆိုပါစို့ဒါဆိုရင် shopping လုပ်မဲ့ application အတွက်ဆိုရင်ဆိုင်သမားကသူ့မှာ application တက်ရှိမယ်ဆိုင်သမားရဲ့ version တကယ်ဈေးဝယ်မဲ့ customer အတွက် application version တစ်ခုရှိမယ်အဲ့လိုမျိုးရှိမယ်ဒါပေမဲ့ database ကတော့တစ်ခုတည်းပဲorder တွေဘယ်လိုမျိုးရှိသလဲဘယ်သူ order တင်လိုက်တာလဲဆိုတော့ data ကိုသိမ်းမှာ database ကတစ်ခုတည်းပဲအဲ့ဒီ database ကိုမှ user အတွက်ဆိုရင်အဲ့ database ကိုမှcomplexity တွေဖုံးရင်းနဲ့ user အတွက်လိုအပ်တဲ့ပုံစံမျိုးနဲ့ပဲ data ကို user ဘက်မှာပြပေးမယ်ဟိုဘက်မှာဒီဘက်ဒီတကယ်ဈေးရောင်းတဲ့ဆိုင်ရှင်ဘက်မှာလည်းဆိုင်ရှင်အတွက်လိုအပ်မဲ့ data မျိုးစားကိုပဲသူကပြပေးမယ်မလိုအပ်တဲ့ data ကိုမပြပေးဘူးဒါဆိုတော့ဘာလို့တာလဲဆိုတော့ data အောင်မှဖုံးရင်းနဲ့ user specific user လိုအပ်တဲ့ပုံစံအတိုင်း data ကိုပြပေးတာအဲ့ဒါ view level ဒါဆိုရင်ဒါက applications တွေပေါ့နော်တကယ်အပြင်မှာဒီ website တွေ applications တွေသုံးနေရဆိုရင်အဲ့ဒီ applications တွေမှာရှိနေတဲ့ data တွေအကုန်လုံးတာမန် user တွေမြင်နေရတဲ့ data တွေဒီ view level က data တွေဖြစ်တယ်ပေါ့နော်အဲ့ဆိုဒီမှာကြည့်မယ်ဆိုရင်တော့ physical level ဒါကကြာ memory မှာ design လုပ်တာ logical level ကကြာတော့နောက်ဆုံးမှာဘာတွေဥမာဒီ logical design ပေါ့နော်ဒီဘာ model ရှိမလဲဘယ်လို table ရှိမလဲဆိုတာ logical level ပြီးတော့ကြာမှာအဲ့ logical level ကိုမှ simplify လုပ်လိုက်မယ်ဆိုရင် user specific view 1ဒါကကြာ user မျိုးစားတစ်မျိုးအတွက် view 2 user မျိုးစားနောက်တစ်မျိုးအတွက်ဒါက user နောက်တစ်မျိုးအတွက်ဥပမာကဲဆိုပါစို့ကျောင်းတစ်ခုကို handle လုပ်တဲ့ system တစ်ခုဆိုပါစို့ကျောင်းတစ်ခု handle လုပ်တဲ့ system တစ်ခုဆိုရင်ဒါကကြာတော့ကျောင်းရဲ့ principle ပေါ့နော်ကျောင်းကိုအုပ်ချုပ်တဲ့စီမံအုပ်ချုပ်တဲ့လူရဲ့လိုအပ်မဲ့ data မျိုးစားဒီထဲမှာသူက data တွေကိုဒီထဲမှာပြပေးမယ်ဒါကကြတော့ဒီ view 2မှာကြတော့ဒီကျောင်းမှာစာသင်ပေးမဲ့ instructor တွေပေါ့နော် teacher တွေပေါ့ဒီဆရာဆရာမတွေအတွက်ကိုမှပြပေးမဲ့ data တွေကိုဒီ view မှာပြပေးမယ်ဒီမှာဆိုရင်ဒီကျောင်းသားအတွက်ဆိုရင်ဒီကျောင်းသားအတွက်လိုအပ်မဲ့ data ကိုဒီထဲမှာပြပေးမယ်ဒါဆိုရင် user ရဲ့ need ပေါ်မူတည်ပြီးလိုအပ်ချက်ပေါ်မူတည်ပြီးတော့ကျွန်တော် data ကို simplify လုပ်ပြီးပြပေးမှာ view level မှာ view တွေအများကြီးရှိနေတယ် logical level ကတစ်ခုတည်းရှိမယ် physical level ကလည်းတစ်ခုပဲရှိမယ် logical level မှာတစ်ခါတလေကြာရင်sometimes logical design တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါနည်းနည်း complex ဖြစ်တဲ့ system တွေမှာပေါ့နော်လောလောဆယ်တော့က logical level ဆိုတာရှိတယ်ဆိုတာသိရင်လုံလောက်ပါပြီအဲဆိုတော့ဒီမှာဆိုရင်highest level of data abstraction provides user specific view of data user ရဲ့ need ပေါ်မူတည်ပြီး user ရဲ့လိုအပ်ချက်နဲ့
သက်ဆိုင်တဲ့ data ကိုပဲသူကပြပေးမယ် customized reports for employees and admin separately in e-commerce website ခုနကငါပြောသလိုမျိုးပဲ e-commerce website တစ်ခုမှာနော်ဈေးအောင်ဈေးဝယ်လုပ်တဲ့ website မှာဆိုရင် admin အတွက်ပေါ့နော်ဒီဈေးဆိုင်ပိုင်ရှင်အတွက်ဆိုရင်တတ် data တစ်မျိုးပြပေးမယ် data ကိုမှသူလိုအပ်တဲ့ပုံစံအတိုင်းပြပေးမယ် employee အတွက်ဆိုရင် employee လိုအပ်တဲ့ပုံစံအတိုင်းပြပေးမယ် customer အတွက်ဆိုရင် customer လိုအပ်တဲ့ပုံစံအတိုင်းပြပေးမယ်အဲ့ဒါဒီ data abstraction ဒါဆိုရင်သူ level နဲ့သူ data တွေကို abstract လုပ်ပြီးတော့သူ level နဲ့သူ manage လုပ်မယ် data တွေ manage လုပ်တာသူ level နဲ့သူ manage လုပ်မယ် okay အဲ့ဆိုရင် database design ဆွဲတဲ့အချိန်မှာလည်းကျွန်တော်တို့ကဒီပုံစံအတိုင်းပဲ database ကို design လုပ်ရမယ်အဲ့ဒီ data abstraction layer တွေအတိုင်းကိုမှကျွန်တော်တို့ design လုပ်ရမယ်ဒါဆိုတော့ data design လုပ်တဲ့အချိန်မှာဆိုရင်အရင်ဆုံး data ကို design မလုပ်ခင်အဲ့ database မှာဘာ data တွေလိုအပ်မလဲဆိုတာကိုအရင်ဆုံးမလုပ်ရဆိုတော့ requirement gathering လုပ်ရတယ်ဒါ software engineering ရဲ့ first principle မှာကိုသူကတခုခု develop လုပ်တော့မယ်ဆိုကြတဲ့ requirement အရင်ဆုံး gather လုပ်ရတယ် requirement engineering လုပ်ရတယ်ဒါပြီးတော့ကျတော့မှ design လုပ်တဲ့ကိစ္စကိုနောက်ပိုင်းမှလုပ်ရတယ်ပေါ့နော်ဒီ requirement engineering ဆိုတာကတော်တော်ကိုအရေးကြီးတဲ့ကဏ္ဍဖြစ်တယ်အဲဆိုတော့ requirement တွေအကုန်လုံးစုရတဲ့ဘယ်လို data မျိုးစားလိုအပ်မလဲဘယ်လို user ကသုံးမလဲဘာကအရင်အရေးကြီးတာလဲဒီ database မှာဆိုရင်သူကဘာကို user ဘာကိုလိုချင်တာတွက်ချက်မှုကိုလိုချင်တာလား user data ကိုတနေရာထဲမှာစုစုစည်းစည်းသိမ်းထားချင်တာလား user ကဘာအတွက်ဒီ database ကိုသုံးချင်တာလဲဆိုတာကိုအကုန်ကောင်းကောင်းသိပြီးတော့ကြတော့မှ design စဆွဲရမယ်အဲဆိုရင် requirement ကောက်ပြီးဆိုရင် design ဆွဲမယ် design ဆွဲတဲ့အချိန်မှာထိတ်ဆုံးပထမဆုံး design ဆွဲရသည် conceptual design phase ပြီးတော့ကျတော့မှ logical design phase နဲ့ physical design phase ဆိုပြီးတော့ကျတော့မှ design phase ကိုအဲ့လိုမျိုး၃ပိုင်းပြီးတော့ design ဆွဲရတယ်ပေါ့ဒါဆိုတော့အဲ့ဆုံးကြည့်အောင် conceptual design phase conceptual design phase ဆိုတာဒီ starts with requirement gathering from stakeholder conceptual design phase မှာခုနကပြောသလိုမျိုးပဲ requirement gathering လုပ်မယ် requirement engineering လုပ်မယ်ဒါတွေအကုန်လုံးကိုသူကစမယ်ပေါ့ stakeholder ဆိုတာဒါဟိုဒီပေါ့ database ကိုတကယ်သုံးမဲ့ customer ဆိုပါဆို client ဆိုပါဆိုdatabase ကိုလိုချင်တဲ့ client ပေါ့ပြီးတော့ the output is conceptual schema or ER overall structure of the DB ဒါဆိုရင်ဒီမှာရှိမယ်လဲဆိုတာဒီ conceptual design phase မှာဆိုရင် concept တွေကို develop လုပ်တာဒါဆိုရင်ဘယ်လို data အမျိုးအစားတွေလိုအပ်မလဲเนาะဘယ်လို data တွေရှိမလဲဆိုတာကို तू ကအကုန်လုံးကောက်ပြီးဆိုတဲ့အချိန်မှာ data တွေရောဘယ်လိုမျိုးသိမ်းမလဲဆိုတာကို तू က design ဆွဲမှာ physical memory မှာသိမ်းမှာမဟုတ်သေးဘူးเนาะဘယ်လို logical design လည်းမဟုတ်သေးဘူး data တွေကိုဘယ်လိုမျိုးသိမ်းမလဲ data တွေကဘယ်လိုမျိုးချိတ်ဆက်မှုရှိမလဲဥပမာကဲဆိုပါစို့ customer ရဲ့ data တွေလိုအပ်မယ် order ဆိုတဲ့ data တစ်ခုလိုအပ်မယ်ပြီးတော့ကျတော့မှကဲဆိုပါစို့employee တွေရဲ့ data လိုအပ်မယ်ဒါဆိုရင် customer တယောက်ကဆိုရင်order တွေအများကြီးတင်နိုင်တယ်ဆိုတော့ data မျိုးတွေဒါတွေအကုန်လုံးကို तू က design လုပ်တာ concept ကို design လုပ်တာဒီ conceptual design phase မှာအဲဆိုရင်ဒီထဲမှာဘာထွက်လာမလဲဆိုတော့ကြတော့ ER entity relationship ဆိုတဲ့ design လေးတစ်ခုသူ့မှာထွက်လာမှာ conceptual design phase မှာအဲဆိုတော့ entity relationship ဆိုတဲ့ design လေးထွက်လာမှာဆိုတော့じゃ entity relationship မှာ तू ကဘယ် entity နဲ့ဘယ် entity ဆိုတာတကယ်တမ်း entity ဆိုတာဘာလဲဆိုတော့ ER အဲ့ chapter နောက်တစ်ခုကြာရင်ပြန်ပိုကောင်းကောင်းသိမှာပေါ့အခုလောလောဆယ်တော့တည်ထားရမှာဒီdatabase မှာဘယ်လို model တွေရှိမလဲဘယ်လို tables တွေရှိမလဲဘယ် table နဲ့ဘယ် table ဘယ်လိုချိတ်ဆက်မှုရှိမလဲဆိုတာရဲ့သူ့ရဲ့ overall concept လေးသဘောတရားလေးပဲဒီမှာ develop လုပ်အဲ့ဒီ table တစ်ခုစီမှာဘာ attributes တွေပါမလဲဘာတွေပါမလဲဘယ်လိုမျိုးprimary key တွေ foreign key တွေဘာတွေရှိမလဲဆိုတာကိုဒီထဲမှာဘာမှမစင်စားဘူးသူ့မှာ concept ကိုပဲ develop လုပ်မှာအဲ့ဒါပြီးတော့ကျတော့မှ logical design phase logical ကိစ္စတွေဒီထဲမှာပေါင်းပြီးစဉ်းစားမယ်ဒါဆိုရင် logical design phase မှာဆိုရင် attributes တွေကိုအကုန်လုံးသူကattributes တွေဘယ်လို attributes တွေပါမလဲဘယ် attributes နဲ့ဘယ် attributes ကဘယ်လိုမျိုးချိတ်ဆက်မှုရှိမလဲပေါ့နော်ဘယ် table နဲ့ဘယ် table ကဘယ်လိုချိတ်ဆက်မှုရှိမလဲဘယ်လိုပုံစံမျိုးနဲ့ချိတ်ဆက်မလဲ primary key foreign key နဲ့ချိတ်ဆက်မလားဒါမှမဟုတ်လည်းရိုးရိုးပုံစံမျိုးနဲ့ပဲချိတ်ဆက်မလား primary foreign key မဟုတ်ဘဲနဲ့ချိတ်လို့ရတဲ့နည်းလမ်းတွေလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးချိတ်မလားဘယ်လိုချိတ်မလဲဒါဆိုရင်ဒီ logical design phase မှာအဲ့ဒါတွေအကုန်လုံးကိုသူကdesign လုပ်ပြီးတော့ကြာမှာ ER ကိုပို့ပြီးတော့ကြာမှာ specific ပုံစံမျိုးနဲ့ပို့ပြီးတော့ကြာမှာတိကျတဲ့ပုံစံမျိုးနဲ့ပို့ပြီးတော့သူကချဲ့ကားလိုက်တော့ဘာရလာလဲဆိုတော့ schema ဆိုတဲ့ schema diagram တစ်ခုရလာတယ်နော်ဒါဆိုရင် ER ကမှပို့ပြီးတော့ကြာတော့မှတိကျတည်ကြတဲ့ပုံစံမျိုးနဲ့simplify လုပ်လိုက်မှာဆိုရင် schema diagram ပို့ရတယ်ပေါ့ပြီးကြ ensures normalization to remove redundancy and maintain data integrity schema diagram မဆွဲခင်မှာ ER diagram ကို schema diagram မဆွဲခင်မှာ ER ထဲမှာပေါ့နော်ဒီ attributes တွေထည့်ပြီးဆိုရင်ဘာလို့ရလဲဆိုတော့ normalization တွက်ရတယ်ဒါဆိုရင်အခုနောက်ပိုင်း normalization အပြင်ကမှတခြား tools တွေလည်းရှိသေးတယ်ပေါ့နော်တခြား techniques တွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုး data integrity ကို manage လုပ်ဖို့အတွက်ဒါပေမဲ့ဒီ course မှာ normalization ဆိုတဲ့ technique ကိုသင်သွားတယ်ပေါ့နော်နောက်ပိုင်းတခြား techniques တွေကိုတော့တခြားစာအုပ်တွေမှာထပ်ပြီးတော့ဖတ်လို့ရရ article တွေမှာ internet မှာသွားပြီးဖတ်လို့ရတယ်ပေါ့ဒါဆိုရင် normalization နဲ့ data တွေ data integrity ကိုမှန်အောင်ထားဖို့အတွက် data ဒီ normalization ဆိုတဲ့ process နဲ့ data တကယ်သိမ်းနေတဲ့ data တွေကတိကျမှန်ကန်မှုရှိရလားဒီလိုမျိုး data ကိုဒီပုံစံနဲ့သိမ်းမယ်ဆိုရင်တကယ်အဆင်ပြေပါမလားဆိုတာကို normalization ဆိုတဲ့ technique နဲ့တွက်မယ်တွက်ပြီးတော့ကြာမှာ schema ကိုထုတ်မယ် includes defining tables column data types and relationship tables တွေ column တွေဘယ်လို column တွေပါမလဲဘယ် column ကဘာ data type ဖြစ်မလဲ
ဘယ်လို relationships တွေရှိမလဲပေါ့ဒါတွေအကုန်လုံးကိုမှဒီ logical design phase မှာသူက design လုပ်မှာဆိုတော့ ER ကကြတော့ overall concept သဘောတရားကိုပဲ develop လုပ်မယ်အဲ့ဒီဟာကိုမှချက်ကားပြီးတော့ကြာမှာပို့ပြီးတိကျတဲ့ပုံစံမျိုးနဲ့ develop လုပ်လိုက်တဲ့အချိန်မှာ logical design ထွက်လာမယ် logical design ထွက်လာမှာဒီ schema diagram ထွက်လာမယ်လို့ပြောချင်တာအဲ့ဆိုရင် schema diagram ထဲမှာသူ့ရဲ့ schema အကုန်လုံးပါပြီးသားမလို့ schema diagram ထွက်လာမယ် schema diagram develop မလုပ်ခင်ဘာလို့ရမလဲ normalization တွက်ရမယ်ပြီးတော့ physical design phase physical design phase ကကြတော့ကဲ logical design တစ်ခုလုံးထွက်လာပြီဆိုတော့အဲ့ဒီ logical design ပေါ်မူတည်ပြီးတော့ကြတော့မှအဲ့ဒီ data ကို memory ပေါ်မှာသွားသိမ်းမယ်ဆိုရင် design ပေါ်မူတည်ပြီးတော့ကြတော့မှအဲ့ဒီ design နဲ့ပတ်သက်ပြီးတော့ကြတော့မှကောင်းကောင်းမွန်စဉ်းစားမယ်ပေါ့နော်အဲ့ဒီ data ပေါ်အဲ့ဒီ design ပေါ်မူတည်ပြီးတော့ကြတော့မှဒီ design အတွက်ဘယ်လိုမျိုး physical design ကပို့ပြီးတော့အလုပ်လုပ်မလဲ memory မှာသိမ်းရပို့ပြီးတော့တတ်တာမလဲအချိန်ကပို့ပြီးတော့မြန်မလဲအဲ့လိုမျိုးပုံစံမျိုးနဲ့ physical design ဆွဲမယ်ဒါဆိုရင် specifies how data will be stored in database တကယ် database မှာဘယ်လိုမျိုးသိမ်းမလဲ hard disk ပေါ်မှာဘယ်လိုသိမ်းမလဲ includes decisions about file organization file လေးကိုဘယ်လိုမျိုး organize လုပ်မလဲ data သိမ်းတဲ့အချိန်မှာဆိုရင် file နဲ့ပဲသိမ်းပါလေတကယ်တော့ဒါဆိုတော့ file ထဲမှာဘယ်လိုမျိုးသိမ်းမလဲ indexing တွေ optimization တွေဘယ်လိုမျိုးလုပ်မလဲเนาะပို့ပြီးတော့ data မြန်အောင် data ထုတ်ယူတာမြန်အောင် data သိမ်းတာမြန်အောင်လို့ indexing တွေဘယ်လိုလုပ်မလဲ optimization ဘယ်လိုလုပ်မလဲပို့ပြီးတော့မြန်ဆန်အောင်လို့ဘယ်လို algorithms တွေသုံးမလဲ time complexity ဘယ်လိုရှိမလဲ space complexity ဘယ်လိုရှိမလဲဒါတွေအကုန်လုံးတွက်ချက်ပြီးတော့ကြတော့မှသူက physical design ကိုဒီမှာသွားဆွဲမယ်ဒါဆိုတော့ဒီ physical design ကိုကြတော့small projects တွေမှာဆိုရင် physical design ကိုတအားကြီးလုပ်စီရမလိုဘူးပေါ့နော်ဘာလို့လဲဆိုတော့ကြတော့ဒါတွေကဟိုဟာကလေးကဒီသုံးနေတဲ့ database tools တွေ DBMS tools တွေမှာအကုန်ပါပြီးသားပေါ့နော်ဥပမာ MySQL သုံးနေဆိုရင် MySQL ရဲ့ database engine ကသူကအကုန်လုံးဒါတွေအကုန်လုံးကို automatically လုပ်ပေးပြီးသား database တစ်ခုစောက်ပြီးဆိုကြတဲ့ဒီ physical design ကို auto လုပ်ပေးတယ်ဒါပေမဲ့အရန်ကြီးတဲ့ applications တွေမှာဆိုရင်ဒီ physical design ကိုမှ automated tools တွေသုံးလို့မရဘူးကိုယ့်ရဲ့ data ပေါ်မူတည်ပြီးတော့အရန်ကြီးတဲ့ data ဆိုရင်တော့ကိုယ့်ဟာသာကို data နဲ့အဆင်ပြေအောင်လို့ physical design ကိုယ့်ဟာသာကိုဆွဲလေးရှိတယ်ပေါ့နော်ကိုယ့်အတွက်ကိုယ့် database ကိုယ့်ရဲ့ DBMS system ကိုမှကိုယ့်ဟာသာကိုပြန် design လုပ်ရတယ် file structure အတွက်သူ့ရဲ့တက် compiler design လုပ်ရတယ်ပေါ့နော်အဲ့ဒါအတွက်ကမှတက်တွက်ချက်မှုတွေအများကြီးလုပ်ရတယ်ပေါ့နော်ဒါအရန်ကြီးမားတဲ့ application တွေမှာပေါ့အရန်ကြီးတဲ့ application တအားကြီးမားတဲ့ application မဟုတ်ဘူးဆိုရင်တော့ဒီ logic conceptual နဲ့ logical design မှာလည်းအကုန်ပြည့်စုံနေပြီ physical design သွားခြင်းတပါဆိုရင်လည်း optimization နဲ့ indexing အတွက်ပဲဒီ logic optimization indexing အတွက်ပဲသူရဲ့ရှိပြီးသား DBMS database management system နဲ့ interact လုပ်ပြီးတော့သုံးမယ်ပေါ့ဥပမာ index တွေပါစောင့်မယ်ဆိုရင်လည်း MySQL engine ကနေတစ်ဆင့်ပဲစောင့်မယ်ပေါ့နော် optimization တွေပါလည်းအဲ့ဒီကနေတစ်ဆင့်ပဲလုပ်မယ်ပေါ့ဒါတွေအကုန်လုံးကိုသူက database engine database management system ရှိတဲ့ကိုယ်စီမှာရှိတဲ့ DBMS engine ကနေတစ်ဆင့်ပဲလုပ်လို့ရတယ်ဒါဆိုရင်တကယ်လို့ရမှာဒီ conceptual design နဲ့ logical design ပေါ့နော်ဒါဆိုတော့ conceptual design နဲ့ logical design ကိုလည်းတချို့တွေကဘာလို့လဲရှိတယ်ဆိုတော့အရန်တီးတဲ့ project တွေမှာဆိုရင်အရန်တီးမမ project တွေမှာဆိုရင် conceptual နဲ့ logical ပေါင်းပြီးတော့လုပ်တဲ့လူတွေရှိတယ်ပေါ့နော်တခါတည်း ER ထုတ်ပြီးတာတခါတည်း schema ER ထဲမှာတင်သူက attributes တွေအကုန်ပါပြီးသားဘာ data တွေလဲဆိုတော့အကုန်လုံးပါပြီးသားထုတ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါက it depends on the design ပေါ့ design ထုံးမဲ့လူပေါ်မူတည်တယ်ပေါ့နော်ဒါဆိုဒီလိုမျိုး phase တွေနဲ့တွားတယ်ဒါဆိုရင်ဒီ video မှာဆိုရင်ကျွန်တော်တို့ database design ကိုဘယ်လိုလုပ်တယ်လဲဆိုတာကို discuss လုပ်ပြီပေါ့နော်ဒါနည်းနည်းလေးအရေးကြီးတဲ့ concept ဖြစ်တယ်ဒီ design phase ကိုဒီ design နဲ့ပတ်သက်ပြီးတော့ database design နဲ့ပတ်သက်ပြီးတော့နောက်မှာ chapter တက်နှစ်ခုလာမယ်ပေါ့နော်ဒီဟိုမှာဒီ playlist မှာလည်း cover လုပ်မယ်ပေါ့နော်အဲ့ဒီ chapter နှစ်ခုကအရင်အရေးကြီးတယ်ပေါ့နော်ER ပေါ့ဒီ ER diagram ဒီ entity relationship ပေါ့နော် database design အတွက်ကမှတက် chapter တစ်ခုလာမယ်ပြီးကျရင်အဲ့ဒီ ER ဆွဲထားတဲ့ကိုယ့်ရဲ့ ER diagram ကတကယ်ရော data တိကျမှန်ကန်မှုရှိနိုင်ပါမလားဆိုတာကိုတွက်ချက်ဖို့အတွက် normalization ဆိုတဲ့ chapter တစ်ခုရှိမယ်normalization အခုနောက်ပိုင်း normalization အပြင်ကမှတခြား techniques တွေလည်းသုံးကြတယ်ပေါ့နော်အဲ့ဒါအပြင်ကမှဒါဆိုတော့အမျိုး techniques တွေကိုနောက် chapter တွေမှာဆက်ပြီးသင်အောင်မလို့အရေးကြီးတဲ့ concept ဖြစ်တယ်ဒါဆိုတော့ဒီ video မှာဒါတွေ discuss လုပ်ပြီးဆိုတော့နောက် video မှာ data model တွေပေါ့နော်ခုနကငါပြောခဲ့တယ်ဒီ logical design phase မှာဆိုရင် user တွေကဘယ်လို data တွေကိုဘယ်လိုမျိုး design လုပ်လဲဆိုတော့ logical level မှာ data တွေဘယ်လိုမျိုး design လုပ်လဲဆိုတော့ data models တွေနဲ့တစ်ဆင့် data ကို design လုပ်မယ် data တွေကိုကြည့်စင်တဲ့ data ဘယ်လိုမျိုးရှိလဲဆိုတာ logical level က data ကိုကြည့်စင်တာဆိုရင်လည်း data models တွေကနေတစ်ဆင့်ပဲကြည့်တယ်ပေါ့နော် data တွေကဒီလိုမျိုးရှိတယ်ဆိုတာကိုချက်ချင်းသိနိုင်တဲ့ data model ကိုကြည့်လိုက်ဒါဆိုရင်အဲ့မျိုး data models တွေအကြောင်းကိုနောက်ထပ် video မှာဆက်လက်ပြီးတော့ discuss လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲဆက်လက်ကြည့်ရှုပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီ video ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်